အခုကတော့ကျမ်းမာတဲ့လူ2ယောက်ပေါ့နော်ကျမ်းမာတဲ့လူ2ယောက်ဖြစ်ဖန်တီးပြမယ်ကျမ်းမာတဲ့လူ2ယောက်အစားတောက်တွေကြောင့်ဘလို့ဖြစ်သွားတယ်လေနေ့စဉ်စားနေတဲ့အစားအစာတွေပေါ့နော်ဒါလေးတစ်ဖုံးထည့်မယ်ဒါလေးကလည်းဒါတော့ကျမရဲ့ရှည်တောက်ထားတဲ့သူဆိုရင်ဒါမျိုးပေါ့နော်ဒါကတော့ကျမ်းမာတဲ့လူတစ်ယောက်ကိုကိုစားပြူတာပေါ့နော်ဒါကျမ်းမာတဲ့လူတစ်ယောက်မွေးကင်းစားကလေးတွေရဲ့ခန္ဓာကိုယ်မှာဆိုအက်ဆစ်တက်မရှိရင်ဒီလိုလေးရေကပြက်ပြလေးပေါ့နော်ဒါကတော့မီးအောင်ထဲမှာလိုက်တင်နေနေဆိုအယောင်ကအမှန်တော့မထွက်နေဘူးသူကအမှန်တော့စိမ့်ပန့်ပန့်လေး PA7 ပေါ့ PA7 အယောင်မွေးကင်းစားကလေးတွေမှာဆိုရင်သူကဒီအယောင်ပဲသူဘာမှမစားရသေးဘူးအပြင်စားတွေဘာမှမစားရသေးဘူးဆိုသူ့ရဲ့အယောင်ကဒါမျိုးလေးဖြစ်မယ်ပေါ့နော်ဒါကျမ်းမာတဲ့လူ2ယောက်ပေါ့နော်ဘာမှခန္ဓာကိုယ်ထဲမှာအစစ်တက်မရှိတဲ့လူ2ယောက်ပေါ့နော်ဒါကျမ်းမာတဲ့လူ2ယောက်ကနေပြီးတော့ကျမ်းမာတဲ့လူ2ယောက်ကဒါကတော့အာလူးကြော်နဲ့ပြတယ်ဆိုတာကအာလူးကြော်ကအကုန်လုံးရဲ့ကိုစားပြုပေးတာပေါ့နော်အရက်ဘီယာဆလိတ်ခန္ဓာကိုယ်ထဲမှာအစစ်တက်ဖြစ်စေတဲ့အစားအစာတွေပေါ့နော်ဟမ်ဘာဂါတွေစားမယ်မီးနဲ့အကြာကြီးဖုတ်ထားတဲ့ပေါင်မုံတွေစားမယ်အဲ့ဒါကိုကိုစားပြုပေးတာပေါ့နော်ဒါအာလူးကြော်ဆိုတာတော့အာလူးကြော်စားရင်လည်းဒါခန္ဓာကိုယ်ထဲမှာအဆီစိတ်နေများစေတာပဲလေသူလည်းအစစ်တက်များဒါကတော့အဲ့လိုခန္ဓာကိုယ်ယောဂဖြစ်စေတဲ့အရာတွေအားလုံးရဲ့ကိုစားကိုပြုပေးတာပေါ့နော်ဒါမျိုးစားလိုက်မယ်ဆိုရင်သူ့ရဲ့အယောင်လေးကပြောင်းသွားတယ်ပေါ့နော်ဒါဆိုခန္ဓာကိုယ်ကအစစ်တက်တွေဖြစ်တဲ့ခန္ဓာကိုယ်ဖြစ်သွားပြီအစစ်တက်များတဲ့ခန္ဓာကိုယ်ပေါ့နော်ဒါတလူမျိုးအစစ်တက်များတဲ့ခန္ဓာကိုယ်လေးဖြစ်သွားပြီဒါကတော့အကုန်လုံးရဲ့ကိုစားပြုပေးတာပေါ့နော်ဒီလိုမကျန်းမာတဲ့အစာအစာတွေပေါ့နော်ဒါမျိုးအရက်ဘီယာဆလိတ်တောင်းမယ်ဒီလိုမျိုးမုံတွေစားမယ်အကင်တွေစားမယ်ဒါမျိုးပေါ်မူကထားတွေစားမယ်မာလာရှာကောတွေစားမယ်အဲ့လိုအစုံစားမယ်ဆိုခန္ဓာကိုယ်ကအစစ်တက်ဖြစ်သွားတယ်ဖြစ်သွားတဲ့ဟာကိုမှဒါဆိုရင်ဒီဟာဆိုရင်ဒါဗမာပြည်မှာဈေးကြီးတဲ့ရေပဲပေါ့နော်ဈေးကြီးတဲ့ဆိုအရင်ကြီးတဲ့ရေမဟုတ်ဘူးဒါပုံမှန်ဈေးကွက်ထဲမှာပေါ်ပေါ်လောလောဝယ်လို့ရတဲ့တစိတ်ပဲတစိတ်အကောင်းပေါ့နော်တစိတ်ကောင်းတယောက်ကတောက်မယ်တယောက်ကကြတော့ဒီဧကမက်ကထွက်တဲ့ရေကိုတောက်မယ်ပေါ့နော်ဒါမျိုးလေးတကယ်တမ်းဆိုရင်ဒီမှာအာလူးကြော်ဘတ်တောင်ပို့ပြီးအများထည့်ထားပေးတယ်နော်တော့ကြနေတစ်ခုနဲ့တစ်ခုမတူလို့ဘာညာဖြစ်မှာဆိုလို့ပါအဲဆိုရင်ဒီလိုမျိုးလေးတောက်လိုက်မယ်ပေါ့နော်ရေတောက်မယ်ဒါဆိုရင်ဒီမှာအယောင်ပြောင်းသွားတယ်ဒီကအစစ်တက်ကိုခြေဖြတ်ပေးတာစားလိုက်တဲ့အစားတောက်ရဲ့အစစ်ကိုခြေပေးတယ်ဒီမှာတော့ရေငတ်တော့ပြည်သွားမယ်ဒါဆိုရင်ဒီလိုမျိုးပေါ့ဒါကတော့ရေတောက်ရင်ရေငတ်ပြေမယ်ဒါကလည်းရေပဲဒါကလည်းရေပဲဒါပေမဲ့ဒါကဧကမက်ရေဘာကြောင့်ဈေးကြီးလဲဆိုတာကိုပြောပြချင်တာဒါပေမဲ့ဒီဧကမက်ဆက်ဝယ်တက်မယ်ဆိုရင်တော့ဒီဈေးကွက်ထဲမှာဝယ်တဲ့လောက်တော့ဈေးမကြီးပါဘူးเนาะတပူးကိုမှ900ကျော်ဆိုတော့ဒါဈေးကွက်ထဲမှာတောင်ရေတမှုတပူး1000ကျော်နေပြီလေเนาะ1200 1500အဲ့လောက်ပေးရတယ်ဆိုတော့ဒါကဈေးလဲတက်တာတယ်ကျမကြီးနဲ့ညီတဲ့ရေကိုလည်းရတယ်ပေါ့เนาะသူကကြတော့စားလိုက်တဲ့အစားတောက်တွေမှာပါတဲ့အစစ်တက်တွေကိုခြေဖြတ်ပေးတာပေါ့နော်သူ့ရဲ့အရာဒီလိုဖြစ်သွားတယ်ဒါစီကြော်တွေတော့စားထားတယ်ပေါ့နော်ဒါဒီလိုမျိုးအစစ်တက်ရေငတ်ပြေမယ်ခန္ဓာကိုယ်အတွက်ရေဓာတ်တော့ရမယ်အစစ်တက်ကိုတော့သူမဖြော်ချပေးနိုင်ဘူးဒါကိုရှင်းပြပေးခြင်းဖြစ်ပါတယ်အကာမက်ရေတွေဟာဘာကြောင့်ဈေးကြီးလဲဆိုတာလေးကိုဒါဘုသူတအနေနဲ့ပြပေးတာပေါ့နော်ဒါအာလူးကြော်ဆိုတာတော့ခန္ဓာကိုယ်ကိုဘယ်လိုပြောရမလဲအစစ်တက်များစေတဲ့အစာအသောက်အကုန်လုံးရဲ့ကိုစားပြုပြီးတော့ဒါလေးနဲ့ပြပေးတာပါဒီလိုမျိုးအစစ်တက်ဖြည့်ပေးမယ်ဆိုရင်တော့